မင်္ဂလာပါကျွန်တော်ဒီနေ့နောက်ထပ်ရောင်းချပေးမယ့်နိုင်လေးတစ်လုံးကတော့ G-Shock GA 910 watch only ကို 98.99 အတန်လေးဖြစ်ပါတယ်ဒီကောင်လေးက jewel case ကိုအသစ်လဲထားပါတယ်ခင်ဗျ silver face ပေါ့နော်ဟို silver color လေး dye color လေးဖြစ်ပါတယ်ဒီကောင်လေးက jewel case လဲထားတာဖြစ်တဲ့အတွက်အသစ်အတိုင်းလေးရမှာဖြစ်ပါတယ်ခင်ဗျနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကပိုးကားပါပြီး 2,4800 ကျပ်ဖြစ်ပါတယ်ခင်ဗျာနိုင်ရဲ့ပတ်လည် condition လေးဖြစ်ပါတယ်ဒီကောင်လေးက jewel case အသစ်လဲထားတာမလို့အသစ်အတိုင်းလေးရမှာဖြစ်ပါတယ်ခင်ဗျာခဲအောင်ကာလာလေးလဲထားပါတယ်ပိုးကားပါပြီး 2,4800 ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာ COD မရသေးပါဘူးခင်ဗျာငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျာငွေလွှဲရောက်ရှိပါက right expect delivery ကားဂိတ်ရောက်သည့်ဒီဒီမျိုးနယ်ကိုဆိုကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျာဒီနိုင်လေးကိုစိတ်ဝင်စားလို့ကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok Messenger page Messenger Facebook Messenger နဲ့399-2530-93က Viber မှာအသေးစိတ်ဆက်သွယ်နေနဲ့စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီနိုင်လေးတွေရဲ့ size ဈေး showroom အသစ်ဈေးကတော့ 4 သိန်းခွဲ 5 သိန်းဝန်းကျင်မှာရှိမှာဖြစ်ပါတယ်ကျွန်တော်ရှိမှာအသစ်လိုအတန်လေး 98.99 jewel case အသစ်လေးနဲ့လဲထားတဲ့အသစ်တိုင်းလေးကိုကျွန်တော်အသစ်ဈေးအောက်တစ်ဝက်ဈေး 2,4800 နဲ့ရောင်းချပေးထားပါတယ်ခင်ဗျာဆုံးအထိကြည့်ရှုပေးလို့ကျေးဇူးပါဗျ